ဗီတာမင်တွေမကပဲသတ္တုဓာတ်တွေကလည်းအရေးကြီးပါတယ်။တန်ဓာတ်ကသွေးနီဦးထဲမှာအောက်ဆီဂျင်တည်ဖို့လိုပါတယ်။ကယ်လ်ဆီယမ်ကအရိုးနဲ့သွားတွေအတွက်တင်မကပဲနှလုံးခုန်ဖို့အတွက်ပါလိုအပ်ပါတယ်။မက်ဂနီဆီယမ်ကကြွက်သားတွေပြေလျှော့ဖို့နဲ့အိပ်စက်ခြင်းကိုကူညီပေးပါတယ်။ဇင်းကဒဏ်ရာတွေမြန်မြန်ကျက်စေပြီးခုခံအားကိုမြင့်တင်ပေးပါတယ်ခင်ဗျာ။ဗီတာမင်တွေအကြောင်းပြောပြီးပြီဆိုတော့ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့သတ္တုဓာတ်အကြောင်းဆက်ကြရအောင်။ဗီတာမင်တွေကအပင်နဲ့တိရစ္ဆာန်တွေကနေရတဲ့ organic ဓာတ်ပေါင်းတွေဖြစ်ပြီးသတ္တုဓာတ်တွေကတော့မြေကြီးနဲ့ရေထဲမှာပါတဲ့ inorganic ဓာတ်စဉ်တွေဖြစ်ပါတယ်။ကျွန်တော်တို့ခန္ဓာကိုယ်ကသူတို့ကိုကိုယ်တိုင်မထုတ်နိုင်လို့အစားအသောက်ကနေပဲရယူရပါတယ်။သတ္တုဓာတ်တွေကိုအဓိကအုပ်စုနှစ်စုခွဲထားပါတယ်။အများပြားလိုအပ်တဲ့သတ္တုဓာတ်များနဲ့အနည်းငယ်သာလိုအပ်တဲ့အုပ်စုဆိုပြီးနှစ်စုခွဲထားပါတယ်။အများပြားလိုအပ်တဲ့သတ္တုဓာတ်တွေကတော့ကယ်လ်ဆီယမ်၊ပိုတက်ဆီယမ်၊ဆိုဒီယမ်၊မက်ဂနီဆီယမ်တွေပါ။ဒီဓာတ်တွေကိုခန္ဓာကိုယ်ကပမာဏအတော်တန်များများလိုအပ်ပါတယ်။နံပါတ်1ကယ်လ်ဆီယမ်ပါရိုးနဲ့သွားတွေတန်မာဖို့ကြွက်သားတွေလှုပ်ရှားဖို့နဲ့အာယုံကြောဆက်သွယ်မှုအတွက်အရေးကြီးဆုံးပါသူ့ကိုနှုတ်ဒိန်ခြင်းဟင်းနုနယ်တို့မှာရရှိနေပါတယ်။နောက်တစ်ခုကပိုတက်ဆီယမ်ပါနှလုံးခုန်နှုံးမှန်စေဖို့နဲ့ဆဲလဲကရေဓာတ်ကိုထိန်းညှိပေးပါတယ်။ရရှိနေတဲ့အစားအစာကငှက်ပျောသီးနဲ့အာလူးတွေမှာပါဆိုဒီယမ်ဟာလည်းသွေးဖိအားကိုထိန်းညှိပေးတယ်။ဒါပေမဲ့များလွန်ရင်သွေးတိုးစေပါတယ်။စားကနေလည်းရရှိနေပါတယ်။မက်ဂနီဆီယမ်ကတော့ခန္ဓာကိုယ်ထဲကဓာတုဗေဒဖြစ်စဉ်ပေါင်း300ကျော်မှာပါဝင်ပြီးစွမ်းအင်ထုတ်လုပ်ပေးပါတယ်။သူ့ကိုအစေ့အဆန်နဲ့အခွန်မာသီးတွေမှာရရှိနေပါတယ်။အနည်းငယ်သာလိုအပ်တဲ့သတ္တုဓာတ်တွေကတော့တန်ဓာတ်၊ဆင်းဓာတ်၊အိုင်အိုဒင်းနဲ့ဖလိုရိုက်တွေပါ။ဒီဓာတ်တွေကိုတော့ပမာဏအနည်းငယ်ပဲလိုအပ်ပေမဲ့မရှိရင်မဖြစ်ပါဘူး။တန်ဓာတ်ကသွေးနီဦးတွေကဟီမိုဂလိုဘင်တိဆောက်ဖို့လိုအပ်ပြီးခန္ဓာကိုယ်အနှံ့အောက်ဆီဂျင်ပို့ဆောင်ပေးပါတယ်။ရရှိရာတွေကအသားနီအသေးဟင်းနုနယ်တွေမှာပါ။ဇင်းတွတ်တက်ကကိုခံအားစနစ်ကောင်းမွန်ဖို့နဲ့ဒဏ်ရာတွေအကျက်မြန်ဖို့ကူညီပေးပါတယ်။သူ့ကိုပင်လယ်စာနဲ့အသားတွေမှာရရှိနေပါတယ်။အိုင်အိုဒင်းကတော့လေပင်ကြီးဟော်မုန်းတိုင်းရစ်ဟော်မုန်းထုတ်လုပ်ဖို့နဲ့အုံနောက်ဖွံ့ဖြိုးဖို့လိုအပ်ပါတယ်။အိုင်အိုဒင်းစားနဲ့ပင်လယ်စာတွေမှာရရှိနေပါတယ်။ဖလိုရိုက်ကသွားပိုးမစားအောင်ကာကွယ်ပေးပါတယ်။သတ္တုဓာတ်တွေဟာခန္ဓာကိုယ်ထဲမှာ electrolysis လျှက်လိုက်ရည်အဖြစ်အလုပ်လုပ်ပါတယ်။ဥပမာဆိုဒီယမ်နဲ့ပိုတက်ဆီယမ်ဟာဆဲလ်မြေပါတွေကိုဖျက်ဆီးပြီးလျှက်စစ်စည်းကြောင်းလေးတွေဖန်တီးကာအာယုံကြောတွေနဲ့ကြွက်သားတွေကိုအမိတ်ပေးခိုင်းစေတာဖြစ်ပါတယ်။သတ္တုဓာတ်တွေထဲမှာခန္ဓာကိုယ်အတွက်ပမာဏအများဆုံးလိုအပ်တဲ့ကယ်လ်ဆီယမ်အကြောင်းကိုအသေးစိတ်ရှင်းပြပေးပါမယ်။ကယ်လ်ဆီယမ်ဆိုတာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အုတ်မြစ်လို့ပြောလို့ရပါတယ်။ခန္ဓာကိုယ်ထဲမှာရှိတဲ့ကယ်လ်ဆီယမ်99%ကိုအရိုးနဲ့သွားတွေထဲမှာတိုးလောင်ထားပြီးကျန်တဲ့100%ကတော့သွေးထဲမှာရှိနေတာပါ။ကယ်လ်ဆီယမ်ရဲ့အဓိကတာဝန်တွေကအရိုးနဲ့သွားများတန်မာစေခြင်းဆိုတဲ့အရိုးတွေရဲ့တိတ်သီးစကိုထိန်းညှိပေးပြီးအရိုးပွားယောဂမဖြစ်အောင်ကာကွယ်ပေးပါတယ်။ကြွက်သားများလှုပ်ရှားခြင်းမှာလည်းကျွန်တော်တို့ရဲ့နှလုံးကြွက်သားအပါအဝင်ကြွက်သားတွေကျုံနာဆက်နာလုံနိုင်ဖို့ကယ်လ်ဆီယမ်ကအချက်ပေးစနစ်အနေနဲ့လှုပ်ဆောင်ပေးပါတယ်။အာယုံကြောဆက်သွယ်မှုမှာဆိုရင်အုံနောက်ကနေခန္ဓာကိုယ်အနှံ့ကိုအချက်ပြစာသားတွေပို့တဲ့အခါမှာကယ်လ်ဆီယမ်ကကူညီပေးပါတယ်။သွေးခဲခြင်းမှာဆိုရင်ထိခိုက်ရှနာဖြစ်တဲ့အခါဗီတာမင် K နဲ့အတူကယ်လ်ဆီယမ်ကလည်းသွေးတိတ်အောင်ကူညီပေးပါတယ်။ဘယ်အစားအစာတွေမှာအများဆုံးပါတယ်လဲဆိုရင်ကယ်လ်ဆီယမ်ကိုနှုတ်ထွက်ပစ္စည်းတင်မကပဲအခြားနေရာတွေကလည်းရနိုင်ပါတယ်။နှုတ်ထွက်ပစ္စည်းတွေကနှုတ်ဒိန်ခြင်းဒိန်ခဲ keys တွေမှာပါအစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေမှာဆိုရင်ကိုက်လန်ဟင်းနုနယ်ပန်းကော်ဖီစိမ်းတွေပါငါးတွေမှာကြတော့ငါးတစ်တာငါး sardines နဲ့အယိုးပါစားလို့ရတဲ့ငါးလေးတွေပါအစိအစံတွေကတို့ဘူးဘန်ဒါဆေးနှမ်းတွေကနေလည်းရနိုင်ပါတယ်ကယ်လ်ဆီယမ်ချို့တဲ့ရင်ဘာဖြစ်မလဲဆိုရင်ကလေးတွေမှာအယိုးပျော့ယောဂ rickets ဖြစ်စေနိုင်ပါတယ်လူကြီးတွေမှာကြတော့အယိုးပွားယောဂ osteoporosis ဖြစ်ပြီးအယိုးကျိုးလွယ်လာပါတယ်အခြားလက္ခဏာတွေကကြွက်တက်ခြင်းခြေလက်များထုံကျင်ခြင်းသွားများအားနည်းခြင်းဖြစ်တာပါသတိထားရမှာကကယ်လ်ဆီယမ်တစ်မျိုးတည်းစားနေုံနဲ့မရပါဘူးဗီတာမင် D နဲ့ဗီတာမင် K တို့နဲ့တွဲစားရမှာပါဗီတာမင် D ကဥလန်းကြောင်းကနေကယ်လ်ဆီယမ်ကိုစုပ်ယူနိုင်ဖို့လိုအပ်ပါတယ်ဗီတာမင် K2 ကသွေးထဲရောက်သွားတဲ့ကယ်လ်ဆီယမ်တွေကိုအယိုးစီကိုလမ်းညွှန်ခေါ်ဆောင်သွားဖို့လိုအပ်လို့ပါ